အားလုံးပဲမင်္ဂလာပါဆန်ရှိုင်းမိုတိုမှပြန်လဲကြိုဆိုလိုက်ပါတယ်ဝီယမ်ဘို125ရုပ်ဆိုး2014 model ဘိန်းရှယ်လေးပဲဖြစ်ပါတယ်ဆက်လေးတစ်ချက်အရင်နှိုးပြပါမယ်စတာတာဝီနဲ့လက်ဒင်စီဘိန်းလေးဖြစ်ပါတယ်အင်ဂျင်မီကိုလုံးဝရှင်းပါတယ်အင်ဂျင်လုံးဝငြိမ်ပါတယ်ဗျမီလိုက်နေလည်းအကုန်ကောင်းပါတယ်ဝီယမ်ဘိုရုပ်ဆိုး2014 model လေးပါရုပ်ထွက်လေးကတော့မြင်တဲ့အတိုင်းပါပဲတော်တော်လေးကိုတန့်ပါသေးတယ်ရှစ်တာယာ90ရာခိုင်နှုန်းလောက်ကျန်ပါမယ်အင်ဂျင်စီယိုစိတ်မရှိပါဘူးအင်ဂျင်လုံးဝငြိမ်မယ်နော်ရုပ်ထွက်လေးတော်တော်လေးတန့်ပါသေးတယ်ကာဘာစီးသားလေးတွေလှပါတယ်နောက်တာယာလည်း80ရာခိုင်နှုန်းလောက်ကျန်ပါမယ်မန်းလိုက်စင်40ရာပလက်တက်တန်းက2026 6လပိုင်းထိကျန်ပါအောင်မယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့73,800ဖြစ်ပါတယ်53ဘီလန်133 ကြားမန္တလေးစက်မှု1ဆန်းရှိုင်းမိုတိုမှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်